waited. Look how far we've come, my baby. No matter to the long way. We knew we'd get there someday. They said, I bet they'll never make it. Not just a look at us holding on. We're still together, still going strong. You're still the one, you're still the one I run to, the one that I belong to. You're still the one I want for life. You're still the one, you're still the one that I love, the only one I dream of. You're still the one I kiss goodnight. Ain't nothing better. We beat the odds together. Glad we didn't listen. Look at what we would be missing. They said, I bet they'll never make it. Just look at us holding on. We're still together, still going strong. Still the one, still the one I run to, the one that I belong to. You're still the one I want for life. Still the one, you're still the one that I love, the only one I dream of. You're still the one I kiss goodnight. Still the one. You're still the one, you're still the one I run to, the one that I belong to. You're still the one I want for life. Still the one, you're still the one that I love, the only one I dream of. You're still the one I kiss goodnight. Looks like we made it. Look how far we've come, my baby. Ine Tara Pia the King She Parita Do Shimhoma the Ditisa can you be let her mingla sound and chain a mugo pujame the me a star go Beduga Tenosia ye let hema anhamba the lane. Park and Bedu, Janao, Reverend Kansakopa,
Ami esta chili dingo Adino pasta chandu anamale ကျေးဇူးတင်ပါတယ်ပရိသတ်များထိုင်နေပါပြီပြန်လက်ထိုင်ဖြစ်လက်ထမင်္ဂလာဆောင်ခင်းကြမဲ့ကိုစံခန်းပေါဟောက်ဇန်နဲ့မအက်စတာကနေတင်းတို့ကိုမေးစရာရှိပါတယ်သင်တို့ဒီဖယားသခင်ရှိပရိသတ်တို့ရှေ့မှောက်၌တူနဲ့တူလက်ထမင်္ဂလာဆောင်နှင်းခြင်းမပြုတ်နိုင်သောအကြောင်းအရာတားရှိပိတ်ပင်သောအရာတစ်စုံတစ်ခုများရှိကြပါသလားရှိရင်ဖော်ပြခွင့်ရှိပါတယ် မရှိပါဘူး မရှိပါ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒါဆိုရင်ကောင်းပါပြီလက်ထမင်္ဂလာပြုဖွဲ့ရန်အတွက်ကျွန်တော်ကနေပြီးတော့ဒီဦးစီးဦးဆောင်တော့ပြီးတော့လက်ထပ်ပေးဖို့ဖြစ်ပါတယ်သင်တို့ဒီဘုရားသခင်ရှိပရိသတ်တို့ရှေ့မှောက်၌လက်ထမင်္ဂလာဆောင်နှင်းခြင်းအမှုကိုပြုကြမည်ဖြစ်သောကြောင့်ဘဝခရီးတစ်လျှောက်တာယာသည်ဖြစ်စေကြမ်းတမ်းခက်ခဲသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေကျမ်းမာသည်ဖြစ်စေနာသည်ဖြစ်စေအသက်ရှင်သည့်ကာလပတ်လုံးတဦးကိုတဦးချစ်ချင်းမေတ္တာဖြင့်ပေါင်းဖော်ကြပါမည်ဟုဂတိတစ္ဆာပြုကြပါသလား ဂတိတစ္ဆာပြုပါ၏ ဂရိတစပြုပါသည် ဂတိတစ္ဆာပြုပါတယ်ကျေးဇူးတင်ပါတယ်ကိုပေါကကျွန်တော်အနောက်ကိုလိုက်ဆိုပေးပါကျွန်တော်စံခန်းပေါဟောက်ဇီလ်တီ ကျွန်တော်စကန်ပါဇယ်ဒီ မအက်စတာထက်နေတင်းကို မအစတာထေနေတင်ကို ကျွန်ုပ်ဤ ကျွန်တော်ဤ တရားဝင်ဇနီးတဲ့အဖြစ် တရားဝင်ဇနီးတဲ့အဖြစ် တိမ့်ပိုက်ပြီးခင် တင်ပိုက်ပြီးလင် ယနေ့မှစ၍ ဇနီးမဆာ၍ အသက်ကုန်ဆုံးသည့်အထိ အသက်ကုန်ဆုံးသည့်အထိ ဆင်းရဲသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ကျမ်းမာသည်ဖြစ်စေ ကျမ်းမာသည်ဖြစ်စေ နာသည်ဖြစ်စေ နာသည်ဖြစ်စေ ချစ်ချင်းမေတ္တာဖြင့် ချစ်ချင်းမြတ်တာဖြင့် ကောင်းမွန်စွာ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်လျက် ပြုစုဆောင်ရွက်လျက် ပေါင်းဖော်ပါမည်ဟု ပေါင်းဖော်ပါမည်ဟု ဂတိတစ္ဆာ ဂတိတစ္ဆာ ပြုပါသည် ပြုပါသည် မအက်စတာ10နဲ့တင်းကလိုက်ဖတ်ပေးပါကျမအက်စတာ10နဲ့တင်းသည် ကျမအစတာထန်နေတင်သည် ကိုစံခန်းပေါဟောက်ဇီလ်ကို ကိုစံခပါဟောက်ဆဲကို ကျွန်ုပ်ဤ ကျွန်ုပ်၏ တေဝန်လက်ထက်ခင်ပွန်းတဲ့ဖြင့် တရားဝင်လက်ထက်ခင်ပွန်းတဲ့ဖြင့် သိမ့်ပိုက်ပြီးခင် တိမ့်ပိုက်ပြီးလျင် ယနေ့မှစ ယ ၍ နေ့မှစ အသက်ကုန်ဆုံးသည့်ထိ အသက်ကုန်ဆုံးသည့် ဘဝခရီးတစ်လျှောက် ဘဝခီးတစ်လျှောက် တာယာသည်ဖြစ်စေ တရားသည်ဖြစ်စေ ကြမ်းတမ်းခက်ခဲသည်ဖြစ်စေ ကျမ်းတမ်းခက်ခဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကျမ်းမာသည်ဖြစ်စေ ကျမ်းမာသည်ဖြစ်စေ နာသည်ဖြစ်စေ နာသည်ဖြစ်စေ ချစ်ချင်းမေတ္တာဖြင့် ချစ်ချင်းမေတ္တာဖြင့် ကောင်းမွန်စွာ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်လျက် ပြုစုဆောင်ရှောက်လျက် ပေါင်းဖော်ပါမည်ဟု ပေါင်းဖော်ပါမည်ဟု ဂတိတစ္ဆာ ဂတိတစ္ဆာ ပြုပါသည် ပြုပါသည် သင်တို့ပြုတဲ့ဂတိတစ္ဆာအတွင်တက်သည်အထောက်အထားရှိကြပါသလား ရှိပါရှိပါ ရှိပါတယ် ဟုတ်ပြီကျေးဇူးတင်တယ်ကျွန်တော်ကိုပေးပါ ကျွန်တော်ကိ မင်္ဂလာရင်တင်ဤမင်္ဂလာလက်ဆွတ်ဟာတန်ဖိုးရှိပါတယ်ဂတိတစ္ဆာခံယူကြပြီးတော့တက်သည်အထောက်အထားအနေနဲ့လဲလှယ်ဝတ်ဆင်ကြတာဖြစ်ပါတယ်အိမ်ထောင်ပြုတ်ကြတဲ့အခါမှာတူးနဲ့တူးသမီးရေးစားဘဝလိုမြဲတမ်းချစ်ချင်းမေတ္တာနဲ့ပျော်ရွှင်ကြမှာမဟုတ်ပါဘူးအခိုက်အတန့်ဒုက္ခဆင်းရဲများဝမ်းနည်းခြင်းများကြုံတွေ့တဲ့အခါမှာထာဝရဘုရားသခင်ရှိလူရှိ၌ဂတိတစ္ဆာခံယူတဲ့အကြောင်းသက်သေအထောက်အထားဖြစ်ပါတယ်ခဏဆက်ကဆုတောင်းရအောင်ခမည်းတော်ဖရာသားတော်ဖရာတတ်ရှင်တော်ဝိညာဉ်တော်ဖရာကိုတော်ဖရာသခင်စီရင်တဲ့ဤနေ့အတွက်ကိုတော်ကိုယေရှုတင်ပါတယ်အက်စတာကျန်တဲ့တင်းနဲ့
ကိုပေါင်ပေါင်တို့ဟာဘုရားသခင်ရှိပရိသတ်တို့ရှိမှောက်၌ဂတိတစ္ဆာခံယူလျက်လက်ထပ်မင်္ဂလာဆောင်နှင်းခြင်းအမှုကိုပြုကြပါ၏တူနဲ့တူတက်သေးတည်စေခြင်းအလို့ငှာဤလက်ဆွတ်မင်္ဂလာကိုထဲလဲကြတဲ့အခါမှာဘုရားသခင်ပိတ်ပိတ်ကောင်းကြီးပေးတော်မူလျက်အမှတ်ရစေသည်ဤတက်သေးအားဖြင့်ခရိယတက်တာကောင်းဆုံးတည်ဆောက်နိုင်ပါမည်ကြောင်းကောင်းကြီးပေးလျက်လမ်းပြပို့ဆောင်တော်မူပါကျေးဇူးတော်ပေါင်းကိုချီးမွမ်းလျက်ဆုတောင်းဆက်ကပ်ပါသည်ပါဗျာ အာမင် ကိုပေါင်ကလက်ဆိုလိုက်ဆိုဖို့ဖြစ်ပါတယ်ကျွန်ုပ်သည် ကျွန်ုပ်သည် သင်အား သင်အား ပြုခဲ့သော ပြုခဲ့သော ဂတိသစ္စာများ၏ ဂတိသစ္စာများ၏ သက်သေဖြစ်စေခြင်းမှ၎င်း တတ်တည်ဖြစ်စေခြင်းက၎င်း ကျွန်ုပ်၏ ကျွန်ုပ်၏ ချစ်ချင်းမေတ္တာနှင့် ချစ်ချင်းမေတ္တာနှင့် ဥစ္စာစည်းစိမ်ရှိသမျှကို ဥစ္စာရှိစိမ်ရှိသမျှကို သင်၌သာ သင်၌သာ အနှံခြင်းမှ၎င်း အာဏာခြင်းမှ၎င်း ဤလက်ဆွတ်ကို ဤလက်စွပ်ကို သက်သေပြု တတ်တည်ပြု ၍ပေးပါ၏ ၍ပေးပါ၏ သက်သေအဖြစ် တတ်တည်အဖြစ် လက်ခံပါ လက်ခံပါ မအက်စတာဆိုဖို့ဖြစ်ပါတယ်ဤလက်ဆွတ်ကို ဤလက်စုပ်ကို သက်သေပြု တက်တေပြု ၍ပေးသောကြောင့် ၍ပေးသောကြောင့် သင်ပေးသော သင်ပေးသော ဤလက်ဆွတ်ကို ဤလက်စုပ်ကို သက်သေဖြင့် တက်တေဖြင့် ကျမ ကျမ လက်ခံပါ၏ လက်ခံပါ၏ အားလုံးလက်ခုပ်တီးဖို့ဖြစ်ပါတယ်မအက်စတာဆိုဖို့ဖြစ်ပါတယ်ကျမသည် ကျမသည် သင်အား သင်အား ပြုခဲ့သော ပြုခဲ့သော ဂတိတစ္ဆာများ ဂတိတစ္ဆာများ၏ ၏သက်သေဖြစ်စေခြင်းမှ၎င်း တက်တေဖြစ်စေခြင်းကလည်း ကျမ၏ ကျမ၏ ချစ်ချင်းမေတ္တာနှင့် ချစ်ချင်းမေတ္တာနှင့် ဥစ္စာစည်းစိမ်ရှိသမျှကို ဥစ္စာစုစိမ်ရှိသည်များကို သင်၌သာ သင်၌သာ အနှံခြင်းမှ၎င်း အနံ့ခြင်းက၎င်း ဤလက်ဆွတ်ကို လက်စုပ်ကို သက်သေပြု၍ ပေးပါ၏သက်သေဖြင့် တက်တေဖြင့် လက်ခံပါဟိုပေါင်းဆိုမယ်သင်ပေးသော သင်ပေးသော ဤလက်ဆွတ်ကို ဤလက်စွပ်ကို သက်သေပြု တတ်တည်ပြု ၍ပေးသောကြောင့် ပေးသောကြောင့် သင်ပေးသော သင်ပေးသော ဤမင်္ဂလာလက်ဆွတ်ကို ဤမင်္ဂလာလက်စွပ်ကို သက်သေဖြင့် တတ်တည်အဖြစ် ကျွန်ုပ်လက်ခံပါ၏ ကျွန်ုပ်လက်ခံပါ၏ ဟုတ်ပြီသက်သေထဲကြပြည့်တဲ့နောက်ပိုင်းမှာအခုဆိုရင်ကိုပေါင်ကနေပြီးတော့မအက်စတာရဲ့ကောင်းစီဗက်ကိုဖွင့်ပေးဖို့ဖြစ်ပါတယ်ပြည်သူများရှေ့မှောက်မှာ one kiss လည်းပေးဖို့ဖြစ်ပါတယ်အားလုံးနဲ့ခုတ်ကြည့်ကြမယ်
ဗမာလူမအင်္ဂလိပ်လိုလက်မှတ်ထိုးလိုက်ရဟုတ်အဲ့လိုကြီးကောင်းတယ်ဒီနေ့သာရဖျားသခင်ရှေ့ပရိသတ်တို့ရှိမှောက်၌ဂတိသစ္စာများပြုကြလျက်လက်ထမင်္ဂလာဆောင်နှင်းကြသောစံခန်းပေါဟောင်ဇီးနဲ့မအက်စတာထဲနေတင်းတို့သည်အသင်းတော်နှင့်ပရိသတ်များရှိမှောက်၌ဂတိသစ္စာပြုကြပြီးလက်ထမင်္ဂလာဆောင်နှင်းကြသည့်တိုင်ယနေ့မှစ၍တေဝံဇနီးမောင်နှံအကျဉ်လင်မယားမြောက်စေခြင်းဟာကျွန်ုပ်သိက္ခာတော်ရရဗန်ဒေါက်တာပေါတိုလုံချင်းဟိချင်းသင်တော်သင်တို့ဆရာသည်ဘုရားသခင်၏ဓမ္မအမှုတော်ဆောင်တူအနေဖြစ်သည်၎င်းစီရင်ပိုင်ခွင့်ရှိသောဒေသန္တရအသင်းတော်တစ်ပါး၏ဓမ္မจิตထုံးဆိုင်ရာသာသနာအခွင့်အာဏာနည်းဥပဒေလှုပ်ထုံးလုပ်နည်းနှင့်ညီအဖခမေးတော်သားတော်တတ်ရှင်သောဝိညာဉ်တော်၏နာမတော်မြတ်၌လက်ထမင်္ဂလာဆောင်နှင်းခြင်းအမှုကိုစီရင်ပေးလိုက်ပါ၏ထို့ကြောင့်ဘုရားသခင်ဆုံးမတော်မူသောလူအရာကိုလူမခွဲမခွာစေနှင့်ဟုမိတ်တော်မူ၏လက်ထမင်္ဂလာလက်မှတ်ပေးဖို့ဖြစ်ပါတယ်မင်္ဂလာလက်မှတ်ယူဖို့ရအကျဉ်းမယားဖြစ်သွားတဲ့ကိုပန်ပန်နဲ့မအက်စတာကိုဖိတ်ခေါ်လိုပါတယ်အခုဆိုရင်ဇနီးမောင်နှံဖြစ်ကြတဲ့အိမ်ထောင်တစ်တီကြဖွင့်တဲ့တွင်ဆုတောင်းဆက်ကပ်ပေးဖို့ရန်လုံဖို့ဆောင်ဖက်ဖြစ်သောReverend Paulian တောင်ကိုသခင်ယေရှုခရစ်တော်ဘုရားမြတ်သောနာမ၌ဆက်ကပ်ဖို့ရန်အတွက်ဖိတ်ခေါ်ပါတယ်公开的里面必胜业，莫灭拉多，以你一个看身边个发表新业，公技术老个不说，主
ချီးမွမ်းကြပါ၏အိုဖဖေယာဤနည်း၏ကိုတော်ဤအင်းစင်ပြီးတော်နည်းဖြစ်တယ်လို့ကောင်းချီးပြီးတော့ကြောင့်လည်းနာမတော်ချီးမွမ်းပါ၏ယနေ့မှာကိုတော်သွေးဖက်ရဲ့တပူတင်တော်ပေါင်းနဲ့အစတာတို့ကိုလည်းအင်ထောင်တစ်တကူကိုဒီဆောင်ကြတဲ့အခါမှာဤအချင်းလေးမယားနဲ့မိသားစုကိုကောင်းချီးပြီးတော်မူပါယနေ့ရောက်ရှိလာကြတော့ကျွန်တော်အားလုံးဒီဤလေးမယားအတူတကွစိတ်နှလုံးထဲမှာစူတောင်းပေးကြပါ၏ကိုရရှင်နာညောင်းတော်မူပါဘာယာတကယ်នេះဂုံချီးဆိုတော်မူချင်းဝမ်းလက်ဘုရားရဲ့ဘုံတော်ကိုတာစိတ်ဖြင့်ရှားစင်နိုင်တော့အချင်းလေးမယားမိသားစုလူမျိုးတော်များဖြစ်ကြဖို့ရန်လေယေရှုနာမနဲ့ကောင်းချီးပေးပါ၏ယနေ့မှစ၍ကိုရရှင်နဲ့သူရှောက်လာတဲ့အခါမှာချမ်းသာရီဖြစ်စီစင်ရည်တွေဖြစ်စီပျော်ရွှင်တွေဖြစ်စီခက်ခဲတွေဖြစ်စီအတူတကွဤအတူအပူအမြတ်ရင်ဆိုင်ပြီးတော့ဘုံတော်အတွက်ရှေ့ဆက်ဆောင်ကြဖို့ယေရှုနာမနဲ့ကောင်းချီးပေးပါ၏ကောင်းချီးမင်္ဂလာဖျားပြဝိမင်းစုဂျေရှုခန္ဓာစုဂျေရှုမြတ်ကိုလည်းတွင်လောင်ပေးတော်မူပါဤရလုံးစုံနဲ့နှုတ်ဖြင့်ပေါ်ပြစစ်မမီနိုင်တော့ကိုရောရှင်ပင်စင်ပြီးတော့အရာလုံးစုံကိုလည်းရှားပြီးတနာတော်မူပါကဲတင်ပိုင်စီစုဖျားဤမြတ်တော်နာမ၌ဆုတောင်းဆက်ကပ်ပြီးကြပါဖပါပြတဲ့ခင် အာမ အာ င် မင် ခုချိန်မှာတော့မင်္ဂလာဩဝါဒစကားပြောကြားပေးပါရန် Reverend Dr. Nicholas ကိုယေရှုနာမ၌ဖိတ်ခေါ်ပါတယ်။ အားလုံးကိုယေရှုနာမ၌နှုတ်ခွန်းဆက်သလိုက်ပါတယ် အာမင် ။ဒီဟာတကယ်မင်္ဂလာရှိတဲ့နေ့ဖြစ်ပါတယ်။မင်္ဂလာရှိတဲ့နေ့မှာကျွန်တော်မင်္ဂလာဆောင်ပွဲပြုလို့ရတာဖြစ်တဲ့အတွက်ဒီနေ့ဟာကျွန်တော်အားလုံးအတွက်မင်္ဂလာနှစ်ထပ်ကွင်းနေ့ဖြစ်ပါတယ်။နောက်ကျွန်တော်တို့ရှင်မင်းသားမင်းသမီးတွေတကယ်မျိုးပေးတဲ့အခါမှာနှစ်ထပ်သုံးထပ်ပေးတယ်လို့ဒီနေ့ဟာမင်္ဂလာနှစ်ထပ်ကွင်းပြည့်တဲ့နေ့ဖြစ်ပါတယ်ဆိုတဲ့အကြောင်းရှင်းဥစွာပြောကြားလိုပါတယ်ပြီးတော့ဒီနေ့ကျွန်တော်မင်္ဂလာစကားမိကွန်းစကားအမစကားပြောကြားခွင့်ရလို့အထူးသဖြင့်ဂျာရှင်နာမတော်ကိုချီးမွမ်းပါတယ်ကျွန်တော်ကိုချစ်လို့ကျွန်တော်ကိုပြောမှဆိုပါမရှိဘောနော်စိတ်ချလို့ကျွန်တော်ကိုနှစ်ဖက်မိသားစုကနေမင်္ဂလာဩဝါဒစကားကိုပြောကြားပေးဖို့အတွက်ကျွန်တော်ကိုတကူတကရွေးတဲ့အတွက်လည်းသူတို့ပေါ်မှာကျေးဇူးတင်ကြောင်းထပ်လောင်းပြီးတော့ပြောကြားချင်ပါတယ်ဒီနေ့မင်္ဂလာဆောင်နှင်းခြင်းဟာတကယ်လူတို့ရှိပါလားမကဘူးဘုရားသခင်ရှိပါလဲအလွန်တင့်တယ်တယ်လို့ကျွန်တော်ယူဆပါတယ်ဒီပွဲမှာရောက်ရှိလာကြတဲ့မိသားစုအားလုံးကလည်းဒီမင်္ဂလာဆောင်ပွဲလို့လောက်တင့်တယ်တဲ့မင်္ဂလာဆောင်ပွဲရှိမယ်လို့မထင်ပါဘူး။ဘာဖြစ်လို့လဲဆိုလို့ရှိရင်နော်တို့သားတို့သမီးလည်းအရာတွေအပြည့်စုံနဲ့လာကြတယ်ပြီးတော့နှစ်ဖက်မိဘတွေလည်းစုံစုံလင်းလင်းနဲ့တွေ့ရတယ်။ဂျာရှင်နာမတော်ဘုန်းကြီးပါစေ။ အာမင် အမျိုးသမီးဘက်ကအဖေနဲ့အမေဒီနေ့တွေ့ရတယ်။ပြီးတော့အမျိုးသားဘက်ကအဖေနဲ့အမေတွေ့ရတယ်။အချို့မင်္ဂလာဆောင်ပွဲတွေကမပြည့်စုံပါဘူး။အဖေပါတယ်အမေမပါဘူးပေါ့နော်အမျိုးမျိုးရှိတတ်ပါတယ်ဒီနေ့နော်တကယ်ပြည့်စုံပါတယ်လူလည်းပြည့်စုံတယ်ပြီးတော့သူတို့တို့ရဲ့မင်္ဂလာဆောင်ခြင်းအစနေအဆုံးထိတိုင်လည်းကျွန်တော်ပြည့်စုံလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီနေ့ဒီမင်္ဂလာဆောင်ပွဲမှာနှစ်ဖက်ပြီးသားစုတွေဆုံးဆုံးလင်းဆုံးတွေ့ရတဲ့ကြဲပဲ
ဝန်တာဆရာကောင်းတယ်ကျေနပ်ဆရာလည်းကောင်းတယ်ပုံသက်တည်ယူဆရာလည်းကောင်းပါတယ်ဒီမှာမင်္ဂလာမှာဆောင်ပေးတဲ့နော်အပြူလူပြူတွေဒီနေ့ကိုပါပေါင်းနဲ့နော်မအက်စတာကိုအတူယူရအောင်သူတို့မတူတာမကဘူးသူတို့ရဲ့တစ်ဖက်သောရွှေရုံမိပါလဲအတူယူရဒါမင်္ဂလာရှိတဲ့အရာဖြစ်တယ်ဆိုတာပြောပြချင်တယ်ဆိုတော့အခုခေတ်မှာအိမ်တော်ပြုကြတဲ့အခါမှာအမျိုးမျိုးပြုကြပါသူခံယူချက်ကိုခံယူချက်ကိုဒေတာအစွဲသူဒေတာအစွဲသူဘာသာကိုဘာသာသူလူမျိုးကိုလူမျိုးနောက်ဆုံးကိုပါတီသူပါတီရှိတာအမေရိကန်မှာရေပောက်ပွဲပြုလုပ်တဲ့အခါမှာကျွန်တော်ပြည့်ရွှေဆိုတွေကတင်များတွေကဘုရားကျောင်းမှာသိပြီးတော့စကားပြောကြတော့ကျွန်တော်ကစိတ်ကြားထဲမှာပေါ့လေနော်စိတ်ပူလို့ရှိတယ်ကျွန်တော်ဆိုလို့ချင်းတာမင်္ဂလာဆောင်လက်ထပ်ပွဲလုပ်တဲ့အခါမှာနှစ်ဖက်မတူညီသောအရာတွေပေါင်းဆက်လာတဲ့အခါမှာမတူညီတဲ့အရာများကြီးရှိပါတယ်ဒီအရာတွေကိုကျွန်တော်ကပြန်ပြီးတော့နော်ပေါင်းဆက်ရအဲ့ဒီပေါင်းဆက်တဲ့အခါမှာကိုယ့်ရဲ့အစွဲကိုယ့်ရဲ့အပြစ်မှုတစ်ခုတည်းနဲ့တွားပေါင်းဆက်မယ်ဆိုလို့ရှိရင်မရပါဘူးနော်တာပါပါလားသူလည်းမထိုက်ခင်မှာပါပေါဒီတရားမှတရားပါပေါဖြစ်ဒါယုံကြည်ပြီးတာဒီရပြောမယ်ဆိုလို့ရှိရင်သူဒီအကောင်းပဲသမီးအစ္စတာဒီတရားမှတရားမျက်စာဖြစ်နေအခုတို့ပေါင်းတင်လာတဲ့အခါမှာပါပေါဒီ90ရာခိုင်နှုန်းရှိပြီးတော့အဲ့ဒီ90ရာခိုင်နှုန်းကိုဖွင့်ပြရမယ်ပါပါသဘောတူလား ဟုတ် ခုနဆရာပြောတဲ့မျိုးပေါ်လေနော်ဆိုတော့သမီးအစ္စတာတမကအိမ်မှာတင်ဟာတရားမှတရားအစ္စတာဖြစ်အခုချိန်မှာ90ကိုစွန့်လို့ရမယ်ဘောယူလားနဲဆိုတော့ပါပါရဲ့90ရာခိုင်နှုန်းလုံးနဲ့သမီးအစ္စတာရဲ့90ရာခိုင်နှုန်းပေါင်းဆက်လာတဲ့အခါတရားပြည့်တယ်ဘုရားရှင်နာမတော်ကိုကြည်ပါစေအာမင်မင်္ဂလာဆောင်တဲ့အခါမှာအချို့တွေကသူတို့ရဲ့ personality သူတို့ရဲ့ background ကိုလေလုံးဝစုပ်ကင်ထားကြတယ်ကင်ထားကြတယ်ငါယောက်ျားပဲကွာငါမိန်းမပဲကပဲကွာငါဘလို့ကွာဘလို့ငါတို့မျိုးကြီးတို့ကမျိုးငယ်ငါတို့ကအတင်းတော်ကြီးတယ်သူတို့ကအတင်းတော်ငယ်တယ်ငါတို့ကဘယ်မျိုးကငါတို့သူတို့ဘယ်မျိုးကဘာလူမျိုးညာလူမျိုးဆိုတဲ့အခါမှာအဲ့ဒီပဲများစင်မပြေဘူးစင်မပြေဘူးဒါပေမဲ့ဒီနေ့ကျွန်တော်သိဖို့ကဒီမှာရှိတဲ့ပိဋကအားလုံးဘုရားသခင်ကအိမ်ထောင်မှုစတဲ့အခါမှာဘယ်လိုမျိုးပုံစံဖြစ်စေချင်တယ်လဲဆိုတာကျမ်းစာမှာတွေ့ရတယ်ဓမ္မဟောင်းကျမ်းမှာတစ်ချက်ရှိတယ်ဓမ္မသစ်ကျမ်းမှာတစ်ချက်ရှိပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ပြင်ပကအိမ်ထောင်ပုံစံမဟုတ်ဘဲနဲ့သူတို့သားလည်းခရိယန်ဖြစ်တယ်သူတို့သမီးလည်းခရိယန်ဖြစ်တဲ့အတွက်ဘုရားသခင်ကချစ်စေခြင်းနဲ့အိမ်ထောင်ဟာဘယ်လိုမျိုးအိမ်ထောင်လဲဆိုတာကျွန်တော်နှုတ်ပတ်တော်ကိုခြေဖန်ပြီးတော့ပြောမှဖြစ်ပါတယ်။များတို့ရဲ့စင်လုံးသားထဲမှာဒါနဲ့မကိုက်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ပေါ်မှာစိတ်မဆိုးပါနဲ့။ဒီအချက်ဘုရားသခင်ကပပဦးကျမ်းထဲမှာရှိနေဆိုလို့ရှိရင်နော်ဖန်ဆင်းခြင်းနော်ဖန်ဆင်းခြင်းအရာအားလုံးကိုဖန်ဆင်းတယ်။တာရေရောတာရင်ရောအားလုံးဖန်ဆင်းတယ်။နောက်ဆုံးပြန်ပြောတယ်လဲဆိုလို့ရှိရင်လူနဲ့ကိုက်ညီတဲ့သူဖန်ဆင်းရအောင်မယ်ဆိုပြီးတော့ဘုရားကပြောပါတယ်။သူဖန်ဆင်းတဲ့အရာအများကြီးရှိတယ်အားလုံးလှပါတယ်ကောင်းတယ်ကောင်းတယ်ကောင်းတယ်လို့ပြောတယ်။နောက်ဆုံးမှာအဲ့ဒီဖန်ဆင်းခြင်းပြီးတော့ပြောတယ်လဲဆိုလို့ရှိရင်လူနဲ့ကိုက်ညီတဲ့သူဆိုပြီးတော့ပြန်ပြောတယ်။သူဖန်ဆင်းတဲ့အထဲမှာသူနဲ့တင့်တော်တဲ့လူမရှိခဲ့ဘူး။ဒါနောက်ဆုံးအချင်းချင်းပြောမယ်ဆိုလို့ရှိရင်သူနဲ့တင့်တော်မဲ့သူကိုတရားကဖန်ဆင်းမယ်ဆိုတော့ပြောတယ်။ဥပမာပါပါအစ္စတာနဲ့မတွေ့ခင်အထိသူနဲ့တင့်တော်တဲ့သူတဘာပေါ်မှာအမျိုးသမီးမရှိခဲ့ဘူး။ဟုတ်တယ်နော်။ဆိုတော့အဲ့လိုပဲအာဒမ်နဲ့တင့်တော်တဲ့လူမရှိတဲ့အတွက်
လူတဝူဖန်ဆင်းမယ်အဲ့ဒီလူတူရဲ့အလုတ်ကပါလဲဆိုလို့ရှိရင်သူ့ကိုအထောက်အမဖြစ်ဖို့လို့မှာဆိုပြီးတော့ပြောပါတယ်ယနေ့ပပအတွက်ယနေ့ဘုရားသခင်ကအထောက်အမဖြစ်တဲ့ အက်စတာကိုဖန်ဆင်းပေးဖြစ်ပါတယ်ဘုရားရှင်နာမတော်ကိုကြီးပါစေ အာမင် ။ဒါဘုရားသခင်ပေါင်းဖက်တဲ့အရာဖြစ်တယ်။ဒုတိယအချက်ပါလဲဆိုလို့ရှိရင်ဒီလိုမျိုးပေါင်းဖက်တဲ့ခါမှာဘုရားကဘာလို့စီချင်တာလဲ။နော်ဘုရားသခင်အမှုရှိတယ်။ယောက်ျားအတွက်အထောက်အမဖြစ်ဖို့သူဖန်ဆင်းတဲ့အရာတွေကိုထိန်းချောင်းဖို့ထိန်းသိမ်းဖို့ပြီးတော့ကဘာဦးကျမ်းခန်းကြီး1:28မှာများပြားစွာမွေးဖွားကြလို့ဆိုတော့မှာပါဆိုတော့အိမ်ထောင်နဲ့ထိုက်တဲ့ခါမှာနော်များပြားစွာမွေးဖို့ဘုရားရှင်ကအလိုရှိတယ်အခုခေတ်မှာကျွန်တော်တို့ဘယ် theory ဘယ်နိုင်ငံရေးဘယ်လိုမျိုးကျမ်းမာရေးကကျွန်တော်လွှမ်းမိုးတယ်လည်းမသိဘူးကလေးများမမွေးရဘူးဆိုပြီးတော့နော်တွင်တင်ကြတယ်ကျမ်းစာကတော့များပြားစွာမွေးကြတော့တော်ပြီလေဒီမှာရောက်တော်ပြီလေတယောက်ရှင်တော်ပြီပေါ့တယောက်ကချမ်းတယောက်ကမတော်ပြီပေါ့တယောက်ရှင်ရပြီဆိုတဲ့အတွေးခေါ်တွေကတမန်ကျမ်းစာအတွေးခေါ်မဟုတ်ပါဘူးတမန်ကျမ်းစာနဲ့မကိုက်ညီပါဘူးသူ့ချက်မှာစီးပွားရေးဘယ်လောက်ဒီလောက်ခက်ခဲတာ5-6ရောက်ဝင်ဘယ်ကျွေးနိုင်မလဲဆိုပြီးတော့ပြောကြတယ်နော်ဆိုတော့ဘုရားသခင်ကျမ်းစီကလူယောက်ျားလူမိန်းမလက်ထပ်ပဲသူဖန်ဆင်းတဲ့အရာကိုထိန်းချောင်းမယ်ပြီးတော့များပြားစွာမွေးဖို့ဖြစ်ပါတယ်ဒါဘုရားသခင်ကျမ်းစီထဲမှာရှိတဲ့အိမ်ထောင်ပြုခြင်းဖြစ်တယ်ပြီးတော့ဓမ္မသစ်ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဓမ္မသစ်ထဲမှာရှင်ဘောလူကဒီအိမ်ထောင်နဲ့ပတ်သက်တဲ့အရာဘာပြောတယ်လဲဆိုရင်ဤအရာဒီအလုံးနဲ့နေသောအရာဖြစ်ပေ၏ဆိုလို့ပြောပါတယ်အိမ်ထောင်ပြုခြင်းဟာနော်အလုံးနဲ့နေတယ်တဲ့ရှင်ဘောလူကတခြားကိစ္စတွေသူတွင်တင်ချက်များပေးတယ်ဒါပေမဲ့အဲ့ဒီအိမ်ထောင်ကိစ္စမှာအရာအလုံးနဲ့နေတယ်ဆိုလို့ပြောပါတယ်ဆိုလို့ရှိရင်ကဒီလောက်နဲ့နေတယ်ဆိုတဲ့အရာကိုကျွန်တော်ကလေးနဲ့ထားတဲ့ဆိုတဲ့အရာဖြစ်ပါတယ်အိမ်ထောင်ပြုတဲ့အခါမှာရှင်ဘောလို့နဲ့နေတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီအိမ်ထောင်ကိုထိမ့်သိမ့်ဖို့နော်ဒီလောက်တန်ဖိုးရှိတဲ့အိမ်ထောင်နဲ့တဲ့အိမ်ထောင်ကိုထိမ့်သိမ့်ဖို့ကျွန်တော်ရောက်စီတိုင်းမှာတာဝန်ရှိပါတယ်ဒီနေ့ဘာပေါင်းနဲ့အစ္စတာမကဘူးဒီမှာရှိတဲ့အိမ်ထောင်တွေလည်းအိမ်ထောင်ဆိုတာအရန်နဲ့နေတယ်အရန်သိမ့်မွေ့တယ်ဘုရားသခင်ရဲ့အကြံစီထဲမှာရှိရမယ်အရန်နဲ့နေတယ်အိမ်ထောင်ကိုပြုမဲ့လူတော့အမျိုးထားပါတော့ပေါ့နော်ဆိုတော့အိမ်ထောင်ရှိတဲ့လူတွေအိမ်ထောင်ပြုမဲ့လူတွေဒီအိမ်ထောင်ဟာအရန်နဲ့နေတယ်ဆိုတဲ့အရာအားလုံးသိစေချင်းဆိုတော့ကျွန်တော်ရဲ့လက်ထပ်ခြင်းကျွန်တော်ရဲ့အိမ်ထောင်ပြုခြင်းဆိုတာကနော်ဘုရားသခင်ရှိလူတို့ရှေ့မှာပြုတဲ့အခါမှာတကယ်မင်္ဂလာရှိကျွန်တော်ဆိုရဲပါတယ်သူတို့ရဲ့အိမ်ထောင်ရေးအနာဂတ်မှာဘုရားသခင်ကအမှန်တကယ်ပဲအတူပါရှိပြီးတော့ကောင်းချီးပေးမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဘုရားရှင်နာမတော်ဘုန်းကြီးပါစေ အာမင် ကျွန်တော်အတိုင်းဝိုင်းထဲမှာတခါတလေ US ဘက်ကနေ US ယူနဲ့ဘက်ယူတဲ့ခါမှာကျွန်တော်စိုးရိမ်တယ်ဟိုဘက်သွားမရဒီဘက်သွားမရတွေ့ကြုံရအများရှိပါတယ်ကျွန်တော်စိုးရိမ်ဒါနဲ့ဒီနေ့မနေ့ကျွန်တော်တရင်ဟုတ်သလားမဟုတ်သလားမသိဘူးအမေရိကန်မှာလည်းဗီဇာဖွင့်ပြီးတော့ကျွန်တော်တရင်ကြားတယ်ဟုတ်သလားတော့မသိဘူးပေါ့နော်ဆိုတော့လမ်းတွေကတဖြည်းဖြည်းဝိလာယူပေါ့လေနော်ဟိုဘက်နဲ့ယူပြီးတော့မသွားနိုင်တဲ့ဖွဲ့တွေလည်းမျောလင့်ချက်တွေရှိပါတယ်ဆိုတော့ကျွန်တော်ရဲ့အသက်တာအားလုံးကိုဘုရားသခင်စီမှာအနန္တတဲ့အခါမှာဘုရားကလမ်းပြသွားတယ်ဘုရားလမ်းပြသွားတယ်ဆိုတော့ယနေ့ပပေါင်နဲ့အက်စတာသူတို့နှစ်ဦးဟာချစ်လို့ယူကြတာဖြစ်တယ်မုန်းလို့မဟုတ်ပါဘူးချစ်လို့ယူတာဖြစ်တယ်ပြီးတော့အတူနေတဲ့အခါမှာနော်အခိုက်အတန့်လေးတွေ
မတူညီတဲ့အရာလေးတွေရှိတဲ့ခါမှာလည်းတယောက်နဲ့တယောက်နားလည်ခြင်းအပြည့်နဲ့နေရမယ် ဒီဖက်အော်ဝါရစာခန်းကြီးလေးခိုင်းရတဲ့ဆက်ချောင်းကျွန်တော်တခါတလေအချင်းချင်းဒေါသထွက်လေရှိစိတ်ဆိုးလေးရှိစိတ်ဆိုးတဲ့ခါမှာအမျက်မပြေပဲနေမဝင်စီနဲ့ဆိုလို့ပြောပါတယ်သူတို့လူကတော့တစ်ချိန်တစ်ခါမှာတော့စိတ်ဆိုးတဲ့ချိန်ရှိမနေ့ကနေနေ့လေအထိစိတ်ဆိုးနေမဝင်စီနဲ့ကျွန်တော်ကအဲ့ဒီကြမ်းပိုက်လေးတစ်ချက်လေးကြည့်ချင်တာက ညမှာစကားများတယ်ဆိုလို့ရှိရင်မိုးမလင်းစီပါနဲ့နော်အချို့တွေကမိုးကလင်းပြီးစိတ်ကမပြေသေးဘူးနောက်တရက်လည်းမပြေနောက်တစ်လလည်းမပြေနောက်တစ်နှစ်လည်းမပြေအဲ့ဒါခရံလေးဆိုတော့လင်းရကြထဲမှာညှိရပါသူ့အကြိုက်ကိုယ်အကြိုက်ဟောနော်တော့ညှိရတယ်ဆိုတော့ဒီအိတ်ထောင်ဒါအရာကြီးကြည့်တယ်ပြီးတော့ရှင်ပေါလုကနည်းနည်းတယ်ဆိုတဲ့နေရာမှာဘာနဲ့ခိုင်းနိုင်တယ်လဲဆိုလို့ရှိရင် အတင်းတော်ရဲ့ဖွဲ့စည်းပုံနဲ့သွားပြီးတော့ခိုင်နေတာတွေ့ရတယ်။အတင်းတော်ရဲ့ဥကောင်းဟာခရစ်တော်ဖြစ်တယ်။ကျမ်းရှင်နမတော်ဘုန်းကြီးပါစေ။ အာမင် ကျွန်တော်ကအတင်းတော်ထောင်ကြတဲ့အတင်းတော်အဲ့ဒီဥကောင်းမှာခရစ်တော်ကခြေထောက်မှာရောက်လိုက်လက်မှာရောက်လိုက်ကျွန်တော်ကဥကောင်းမှာရောက်နေရှိတယ်။ဆိုတော့ရှင်ပေါလုကအတင်းတော်ရဲ့ဥကောင်းဟာခရစ်တော်ဖြစ်တယ် ထိုနည်း၎င်းပဲဇနီးတဲ့ရဲ့ဥကောင်းဟာနော်အမျိုးသားယောက်ျားဖြစ်တယ်အဲ့လိုခိုင်ခိုင်ထားတာအချို့မျိုးသမီးတွေဘောင်းမှာသွားပြီးတော့မထိုင်ကြနဲ့နော်အဲ့ဒါဘုရားမကြိုက်ဘူးအတင်းတော်ရဲ့ဥကောင်းဟာခရစ်တော်နော်မိန်းမရဲ့ဥကောင်းဟာယောက်ျားပဲမိန်းမယောက်ျားအိမ်ဆောင်ပြုတယ်ပြောတာပါအတူကြီးတွေတော့မပါဘူးလွတ်ပြီးတော့လာအဲ့ဒီကနေလွတ်သွားပြီ ဆိုတော့အဲ့ဒီပုံစံလေးကကျွန်တော်ကခရိယန်တွေကနော်လက်ခံထားရအတင်းတော်ဥပေါင်းခရစ်တော်မိမရဲ့ဥပေါင်းကယောက်ျားပဲမပြီးသေးဘူးဘာရှိလို့လဲဆိုရင်အောက်မှာဆက်ပြောတယ်ခရစ်တော်ကအတင်းတော်ကိုချစ်လို့လို့သူ့အသက်ကိုပေးပြီးတော့ကယ်တင်တာတဲ့ဘုရားရှင်နာမတော်ဘုန်းကြီးပါစေကောင်းပါပဲနေတာမဟုတ်ဘူးအတင်းတော်ရှိလာဖို့အတွက်ယေရှုခရစ်တော်ကနော်ယုံကြည်သူတွေရှိလာဖို့အတွက်သူကအသက်ကိုစတေးခဲ့တာထိုလေးလောင်းမကောင်းပဲကျွန်တော်ယောက်ျားတွေဖခင်တွေအတင်းခရစ်တော်ကအတင်းတော်ကိုချစ်တဲ့ကဲ့သို့ဖခင်တွေကကိုကျွန်တော်တို့ရဲ့ဇနီးတယ်တွေကိုချစ်ကိုချစ်ရမယ်နော်ချစ်ရမယ်ဆိုတော့ယောက်ျားကကောင်းမှာမိမကိုချစ်ပြီဆိုလို့ရှိရင်ကျန်တာတွေကပြောစရာမလိုတော့ပါဘူးပြောစရာမလိုတော့ပါဘူးဒီကမေတ္တာချစ်ချင်းနဲ့ဒီဆောက်တဲ့အိမ်ထောင်ကတာယာပြီးတော့နောက်တစ်ချက်ကတခါတလေအပြောများကြတယ်အိမ်ထောင်ရေးကိုလိုင်းပေါ်မှာလည်းပြောလာကြတယ်သူတို့ရဲ့အမြင်နေကဘလို့လဲနေကအဲ့လောက်ကြည့်မလွတ်လပ်ဘူးလားထောင်ထဲမှာနေရတယ်လို့ထင်ကြတယ်ပြင်ပရဲ့အမြင်မှာကြည့်ရင်တော့လွတ်လပ်မှုအများကြီးပါတယ်ဒါပေမဲ့ Christ model biblical model ကြည့်မယ်ဆိုလို့ရှိရင်ခံယူတတ်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးအုပ်ဆိုခြင်းမေတ္တာနဲ့နော်အုပ်ဆိုခြင်းဟာတကယ်ဘုရားသခင်အလိုတော်ရှိတဲ့အိမ်ထောင်ဖြစ်ပါတယ်နော်ဖခင်တွေကမိခင်တွေချစ်ရမယ်ကဲမိခင်တွေဘက်ကဘာလို့ရမလဲဆိုလို့ရှိရင်အရာ၌ဝန်ခံရမယ်တဝတ်တဲ့မဟုတ်ဘူး one foot လည်းမဟုတ် one third လည်းမဟုတ် one half လည်းမဟုတ်ဘူးဘာလဲအရာ၌ဝန်ခံရမယ်ကဲဖခင်တွေကျွန်တော်ဇနီးကိုခရစ်တော်ကအတင်းတော်ချစ်တယ်လို့ကျွန်တော်ဇနီးကိုချစ်ရလားထိုနည်း၎င်းပဲဇနီးတယ်တွေအရာမှာခင်ပွန်းတည်းရဲ့စကားကိုဝန်ခံသလားကျွန်တော်စမ်းစစ်တဲ့အခါမှာပြင်ပရဲ့ပေဒံပြင်ပရဲ့ဥစ္စာပစ္စည်းလွတ်လပ်မှုနဲ့တိုင်းတာမှုမဟုတ်ပါဘူးတမန်ကျမ်းစာရဲ့ပြောပြအချက်အရာကျွန်တော်တိုင်းတာဖို့လိုအပ်ပါတယ်ခရိယာဖြစ်ပြီးတော့တမန်ကျမ်းစာတိုင်းမတိုင်းတာဘဲနဲ့
ပြင်ပရဲ့အဆိုတွေနော်အတွေးခေါ်တွေနဲ့သွားမယ်ဆိုလို့ရှိရင်အဲ့ဒီအိမ်ထောင်ကနော်ဘုရားကောင်းကြီးပြည့်စုံမရတဝက်တစ်ချက်ရနေတယ်။ကြောင့်ဒီနေ့ပပေါနဲ့အစ္စတာတို့ဒီအိမ်ထောင်ပြုတဲ့နေရာမှာတမန်ကျမ်းစာကိုအခြေခံစီခြင်းပါတယ်။နော်ပပေါအတွက်အစ္စတာဟာအထောက်အမဖြစ်တယ်။ဘုရားသခင်ပေးတဲ့အရာကိုထိန်းချောင်းမှုဖြစ်တယ်။ပြီးတော့သားသမီးများစွာဝေဖွားဖို့ဖြစ်တယ်။ပြီးတော့ခရစ်တော်ဟာအသင်းတော်ရဲ့ဦးခေါင်းဖြစ်တဲ့ကဲ့သို့ပါပေါဟာအစ္စတာရဲ့ဦးခေါင်းဖြစ်တယ်။ခရစ်တော်ကအသင်းတော်ကိုချစ်တဲ့ကဲ့သို့ပါပေါကအစ္စတာကိုချစ်ရတယ်။ထိုနည်းကောင်းပဲအစ္စတာကလည်းအရာရာ၌ခင်ပွန်းတဲ့ရဲ့အုပ်စုချင်းကိုဝန်ခံရမယ်။အားလုံးကိုဘုရားရှင်သခင်ကောင်းချီးပေးပါစေ။ ဟုတ်ကဲ့
မင်္ဂလာသချင်းနဲ့ဂုဏ်ပြုပေးသွားသောငေါ်မိသားစုရန်ကုန်ဖွဲ့ပေါ်မှာအများကြီးကျေးဇူးတင်ရှိပါတယ်ခုချိန်မှာတော့မင်္ဂလာကိမုတ်လှီးဖြတ်ခြင်းကိုဥဆောင်ပေးဖို့ရန်အတွက်နှစ်ဖက်သောမိဘများကိုစင်မစ်ပေါ်သို့ဖိတ်ခေါ်အပ်ပါတယ်ကိုလိုပြင်းစမဲနေရဲ့နာကလာတွေရင်ဆိုင်ဖို့ 爸爸我一刀春爸爸ရင်ကျွေးလိုက်အဲ့ဒါပေးပါလေးကျွေးလိုက်နော် ဝေးနာမှာရက်နေတယ်
ငယ်များပေါ်အများကြီးကျေးဇူးတင်ရှိပါတယ် အားလုံးမင်္ဂလာရှိတဲ့ဒီနေ့မင်္ဂလာခြင်းညမှာဖျားသခင်ကတောင်းတဲ့တမီးကိုပေးတဲ့အတွက်တကယ်ကျေးဇူးတင်ပါတယ်ပြီးတော့ဒီလိုအချိန်ခါကောင်းပြင်ဆင်ပေးတဲ့ဖျားရှင်နာမပါဠိဘုံကြီးပါစေ အာမင် ကျွန်တော်တို့မိသားစုမှာဖျားသခင်ဆုတောင်းထားတဲ့အရာတွေမှာအမှုမြတ်ဆုံးသောကောင်းကြီးရနာတွေကတမီးကြီးဖြစ်တဲ့တမီးအက်စတာကဒီနေ့ဖျားရှင်ပြင်ဆင်ပေးထားတဲ့မင်္ဂလာရှိတဲ့နေ့တစ်နေ့ကိုဖြတ်တန်းခွင့်ရတဲ့အတွက်တကယ်ဒီမိဘနှစ်ပါးအနေနဲ့ကျွန်မအကုန်ယူနေပါတယ်လို့ဒါနဲ့တမီးကိုလည်းဒီများနေပြီးတော့ဘာနဲ့အမှုက congratulation ပါလို့သူစွာဒါနဲ့တမီးကိုပုံပြပါရရှင်ပြီးတဲ့အခါမှာဒီနေ့ဒီလိုဖြစ်ဖို့ရတဲ့အတွက်ပေါ့နော်ဘုရားကိုကျေးဇူးတင်ရတယ်လို့တားရှင်ဖြစ်တဲ့ဘာပပကိုမျိုးဖွားပေးခဲ့တဲ့အကိုဒါနဲ့ဘုရားကိုလည်းအထူးကျေးဇူးတင်ပါတယ်ဒီလိုတားချောလေးကိုမွေးပေးရပြီးတကယ်ဘုရားရှိတဲ့မိသားစုကိုဘုရားခင်ကကျမတို့မိသားစုအတွက်လက်ဆောင်ဖြစ်နေမွေးဖွားပေးခဲ့တဲ့အတွက်အရင်ကျေးဇူးတင်ပါတယ်ဒါကြောင့်မို့အနာမကိုလည်းဒီညနေကျေးဇူးတင်ကြောင်းပြောလိုပါတယ်ပြီးတဲ့ချိန်မှာကျမတို့ဒီနေ့ဒီတန်းတော်ကြီးကိုပေါ့နော်တားနဲ့တမီးနေလာဆောင်ရင်းပို့ရန်အတွက်ဒီဖျားเจ้าတော်ကြီးကိုခွင့်ပြုပေးတဲ့ဖခင်တဲဦးဆရာကြီးနဲ့အတူတင်းချောက်များပါစတာများတင်းချောက်များအတင်းသူတင်းသားအားလုံးပုံမှာလည်းအထူးကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်ပြီးတဲ့ချိန်မှာကျမတို့ဒီနေ့လက်ထပ်ချင်းများခြင်းကိုဆောင်ပေးသွားတဲ့ဖခင်ဦးဆရာရဗန်ဒေါက်တာပေါ်တိုလိုပုံမှာတော်လကောင်းကျမတို့ကိုစတတ်စတောင်းပေးတဲ့ပါစတာဒေါက်တာကျော်ထိုက်ပုံမှာတော်လကောင်းတမန်တိဖြစ်ဆောင်ပေးသွားတဲ့ဂျန်ဗန်ပါနလီပေါ်မှာတော်လကောင်းအထူးစတောင်းပေးတဲ့ဆရာတော်ပုံမှာတော်လကောင်းမင်္ဂလာဩဝါဒကိုကျမတို့ပေးသွားတဲ့ဒေဗန်ဒေါက်တာမြတ်ဖလာပေါ်မှာတော်လကောင်းကျမတို့ကိုအစတော့အဖြစ်စတောင်းကောင်းချပေးမယ်ဆရာမဒီပေါ်မှာတော်လကောင်းတကယ်အထူးကျေးဇူးတင်ရှိကြောင်းလည်းပြောလိုပါတယ်ပြီးတဲ့ချိန်မှာဘာနဲ့တမီးမင်္ဂလာအတွက်ပေါ့နော်ဒီနေ့လိုညာသူဘလောက်ပြင်ဆိုးရနေပါစေကျမတို့ကိုနှစ်ဖက်သောမိသားစုတွေကိုတော်လကောင်းအထူးသဖြင့်သူတို့သားနဲ့သူတို့သမီးဖြစ်တဲ့တာပပနဲ့သမီးကိုချစ်ပေးပြီးတော့ညာသူဘလောက်ပြင်ဆိုးကျမတို့ကိုချစ်ပေးတဲ့အတွက်ပေါ့နော်ပရိသတ်တွေအများကြီးမြင်ခွင့်ရတဲ့အတွက်လည်းဒီနေ့ကြောက်ရောက်လာတဲ့ဓမ္မမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်ပြီးတဲ့ချိန်မှာကျေးဇူးတင်ထိုက်တဲ့သူတွေအများကြီးရှိပါတယ်လို့နော်ဆိုလိုအားဖြစ်ပြီးဆိုပြီးသွားတဲ့ကျမသားနဲ့သမီးလက်မှတ်ထိုးတဲ့အချိန်မှာပြီးဆိုပြီးသွားတဲ့ The Rand Doctor Charity ကိုလည်းအထူးကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်ပြီးတဲ့အချိန်မှာကျမတို့ Red Update ပြီးဆိုသွားတဲ့တားဆက်ဆိုင်လို့ဇနီးမောင်နှံပေါ်မှာလည်းအထူးကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်ပြီးတော့ကျမတို့ကိုပေါ်ကောင်းကနေပြီးတော့တို့သားမိသမီးရဲ့ပေါ့နော်အဖေဖြစ်တဲ့အမျိုးတွေကနေပြီးတော့လာရောက်ပြီးတော့နော်သူဆောင်အဖြစ်လာရောက်ပါဝင်ပေးချတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းကိုလည်းကျမတို့ပေါ်ကောင်းဖွဲ့ကိုလည်းကျေးဇူးတင်စကားပြောလိုပါတယ်ရှင်ဒီတဲ့ချိန်မှာကျမတို့မိခင်တင်းတော်ဖြစ်တဲ့ CBCY ပေါ့နော်လူရဲ့အဖွဲ့အားလုံးကိုလည်းကိုယ့်ရဲ့တငယ်ချင်းနေရာပေါ်မှာစစ်တပ်စိတ်နဲ့ဒီလိုခွဲအားဖြင့်ပါဝင်ပေးကြတဲ့အတွက်လည်းအထူးကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်ပြီးတဲ့အခါမှာကျမတို့ဒီနေ့ဖိတ်ကြားထားတဲ့အတိုင်းပဲကျမတို့မိသားစုနဲ့အိမ်ဟာတို့အနေနဲ့အားနည်းတော့ဖြစ်ပေမဲ့ကျမတို့ကိုချစ်ပေးပြီးတော့ဝန်းရံပေးကြတာမြင်တဲ့အခါမှာကျေးဇူးတင်လို့မဆုံးဖြစ်ပါတယ်လို့ကျမတို့အတင်းတော် CBC တင်ထောက်ပါစတာတင်ထောက်တင်လာများတာမကပဲနဲ့ကျမတို့ CCA ဖွဲ့ရနေပြီးတော့ကျမတို့ကောင်းဆောင်မှုချင်းများလည်းလာရောက်ပါဝင်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ရှင်ပြီးတဲ့အခါမှာကျမတို့စေရုပ်ဘက်ကနေပြီးတော့ဆရာဝန်ကြီးတွေလည်းလာရောက်ပေးကြတဲ့အတွက်ထူးကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်ပြီးတော့ကျမတို့ဒီပွဲဖြစ်မြောက်ဖို့ရန်အတွက်အားနဲ့သမီးချစ်ကြောင်းဆိုတဲ့အချိန်ကနေစပြီးတော့အမြဲတမ်းဆုတောင်းပေးတဲ့ Voice Women အဖွဲ့ကိုလည်းအထူးကျေးဇူးတင်ပါတယ်ပြီးတဲ့အချိန်မှာအားနဲ့သမီးတို့တောင်းဖို့ပဲနဲ့တို့သမီးရဲ့ဖေပေါ့နော်ကျမရဲ့ခင်မွန်းတယ်လည်းရောက်ရှိလာနိုင်ဖို့ရအတွက်အထူးဆုတောင်းပေးကြတဲ့ Voice Women အဖွဲ့ကိုလည်းဒီနေ့ကနေပြီးတော့အထူးကျေးဇူးတင်ရှိပါတယ်ဆိုတဲ့အကြောင်းကိုကျမပြောလိုပါတယ်ရှင်
ပြီးတဲ့အခါမှာကျမတို့သာသနာ့လုပ်ငန်းအတွက်လက်သွဲလုပ်ဆောင်နေတဲ့အခါမှာဒီနေရာမှာနာမည်အားဖြင့်ကျမတို့ပေါ်လို့တော့ပါဘူးလို့အရာရှိကြီးများပေါ့နော်ကျမဒီသာသနာရဲ့အရာရှိကြီးများအရာရှိတော်များလည်းလာရောက်ပေးကြတဲ့အတွက်အထူးထူးကျေးဇူးတင်ရှိတယ်ဆိုတဲ့အကြောင်းကိုလည်းဒီများနေပြီးတော့ပြောကြားလိုပါတယ်ပြီးတဲ့အချိန်မှာကျမတို့တကယ်ကျမတို့ရဲ့မင်္ဂလာဆောင်ခြင်းဒီတားရဲ့သမီးရဲ့မင်္ဂလာဆောင်ခြင်းပါပေါ့နော်အရာပြည့်ပြည့်စုံတဲ့အရာတစ်ခုဘုရားသခင်စီကံမှာကျမဆုတောင်းထားတဲ့အရာဘုရားရှင်ပြည့်ပြည့်စုံတဲ့အရာကိုကျမပေါ်ပြလိုပါတယ်ကျမကဘာသမီးတွေအတွက်အမြဲတမ်းကောင်းချီးပေးတဲ့အခါမှာသမီးတွေရဲ့အိမ်ဆောင်ဖက်ဟာတကယ်ဘုရားကိုချစ်တဲ့မိသားစုဖြစ်ဖို့ရအတွက်ဆုတောင်းထားတဲ့အတိုင်းဒီနေ့ဘုရားနဲ့ဥတီမဟာတို့ရဲ့မိသားစုဟာလည်းပြမှုတော်ဆောင်တဲ့မိသားစုဖြစ်တယ်လို့ကျမတို့လည်းခွဲခြားခြင်းမရှိဘဲနဲ့တကယ်ချစ်ချင်းမြတ်တာအပြည့်နဲ့ကျမတို့ကိုချစ်ပေးတဲ့မိသားစုထဲမှာသမီးကိုသမီးရောက်ရှိတဲ့အတွက်ကျမအရန်ကုန်မှုလည်းအရန်လည်းကြုံမိပါတယ်လို့ပြီးတဲ့အခါမှာဒီနေ့ဒီမှာအမေဟောနော်ခေါင်းရဲ့အမေရောလာတယ်ပြီးတော့ဦးသားရဲ့အကူတွေနော်အမျိုးတွေပြီးရင်ဦးဟောင်းရဲ့ညီမတွေအားလုံးလည်းပါဝင်ခွင့်ရတယ်ပြီးရင်ကျမဖက်ကလည်းတကယ်ထူးဆန်းတာကျမအမျိုးသားဖက်ကအဖေနဲ့ပြီးလဲလာနိုင်တယ်ပြီးရင်ကျမရဲ့ဒီခင်ကြီးကိုယ်တိုင်လည်းလာရနိုင်တယ်လို့အပူးတွေလည်းလာနိုင်တယ်ပြီးတော့သူ့ရဲ့အတော်တွေအားလုံးလည်းတရားခွင့်ရတယ်ကျမကိုချစ်ပေးတဲ့မိသားစုတွေအားလုံးဒီနေ့ခရတဲ့အခါမှာလေကျမပြန်ကိုကျေးဇူးတင်ပါတယ်ဒီလိုဖြစ်ဖို့ရအတွက်ပေါ့နော်မင်းညအထိစုံစမ်းခြင်းအမျိုးမျိုးကြုံရပေမဲ့ဘုရားသခင်ကကျမတို့ကိုစမ်းမှန်ခြင်းအခွင့်နဲ့လို့ထားဖွင့်ပေးရင်တော့ကဒီနေ့မင်္ဂလာဆောင်ရင်းခြင်းစီစဉ်ပါလေကောင်းမွန်စွာဖြစ်တော့ဆောင်ပါဝင်နိုင်ရတဲ့အခွင့်ရတဲ့အတွက်အထူးထူးကျေးဇူးတင်ရှိတယ်ဆိုတာကိုကျမတို့မျိုးသမီးဖက်ကပေါ့နော်သမီးအက်စတာဖက်ကနေပြီးတော့ကျေးဇူးတင်လို့ဆုံးဖြစ်တဲ့အတွက်ကျမတို့ဒီနေရာမှာပေါ့နော်ကျေးဇူးတင်စကားပြောတဲ့နေရာမှာကျမကျေးဇူးတင်စကားပြောမိကောင်းတဲ့နေရာများရှိရခွင့်လို့ပေးကြပါကျေးဇူးတင်တဲ့သူအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ဆိုတာနောက်ဆုံးအနေနဲ့ပြောကြရင်ဒီကုန်းရှုပ်လိုပါတယ်ရှင်想他们啦，我说送一个，别到我这上，上不了上戏了。啊，只有点嘛嘞，知道，啊，点样嘛？只有千万不会戏的，但呢，知道，把那批只有点是看到标吧，知道，都标的，一般是标，差别了，只有点呢，但呢嘛标得多，别嘛。下面呢，哪里没说吧？哎，哪里没说吧？啊，阿龙嘞，只有点嘛嘞，你最要拿的一百个名，啊，路过嘛，除非只有点张标价路吧嘞，比如你比如夏季，只要一天的啥的，只要等个钱，张的那标吧没，多弗拉玛的多，包容大多嘞。ဘောလုံးမကူမဲ့လူကူတော့ဘောလုံးကမရှိဘူး။ညံလုံးတော့ရှာစီပေါ်မှာချူချီတင်ပါလေ။ပြီးတော့ဆဆရရဆူတော့အစင်ပြတော်တော့ဒီချင်နာပြတော်တော့ဒီတာဝန်ယူပြီးတဲ့ပြီးတော့လက်စမှာပေါ်မှာလည်းထိုးပဲချီတင်ပါလေ။ပြီးတော့ခုနကျွန်တော်လူမျိုးပြတဲ့မော်လူမျိုးစုပြီးသားစုပေါ်မှာထိုးပဲချီတင်ပါလေ။အဲ့ဒါလေးကျွန်တော်တောင်းပန်ပါလေ။ကျွန်တော်ကိုယ်တိုင်လည်းမထိနိုင်ဘူး။ကျွန်တော်လည်းမလာနိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကရန်ကုန်မကျွမ်းမတွားတတ်လို့ထိပ်စီတော့မတွားတတ်ဘူး။နောက်ထပ်ထိုင်စီမထိုင်ပဲဆိုအဲ့လိုစီနိုင်မယ်ဒီမှာရှိတဲ့ကျွန်တော်ရဲ့တူနေရာကအချင်းပြီးပြီးတော့ဝိကုံခံကြပြီးတော့တာဝန်ယူပြီးတဲ့တွေ့ကျွန်တော်တို့ဆရာပြီးနဲ့ကျွန်တော်တို့ဘာလို့ဒီပေါ်မှာလဲထိုးလေးကြည့်တင်ချောင်းပြောချင်လို့ပါတယ်ပြီးတော့ခုနEsta no apio bibi,ကျွန်တော်ရဲ့ဖိုးဘောနော်မူလီတပီးနဲ့ပိုးစီယိုပြီးတော့ပုတ်ခဲနဲ့ပြန်အမီရဲ့မော်စီယိုပြီးမစ္စတာပြောမယ်အဲ့ဒါကျွန်တော်ရဲ့အမီရဲ့မော်ဟာဒီညနော်မယိုပြီးနေတွေ့စီယိုဒီပါတယ်ပြီးတော့တမိုးကနေဒီရကုန်ပြောလာတယ်ဒီပေါ်မှာလည်းသူဖေးစီယိုဒီမှာလည်းကားလေးစီစဉ်ပြီးတဲ့အတွက်မာရီချာမှာဖျားမြင်မှာထုတ်ပြီးချစ်ချစ်မိသားနဲ့
ပါဝင်ပြီးတဲ့တော့ကြည်ယူတင်ပါတယ်အားလုံးဘုရားရှင်ကောင်းချီးပေးပါစေ အာမင် အားလုံးယေရှုနာမ၌နှုတ်ခွန်းဆက်တတ်ပါတယ်ကျွန်တော် အာ က မင် ဘာမှမလို့တိတ်မချုံဘူးပေါ့နော်နည်းနည်းတော့အားနေတယ်အပြောမှဆိုမှရှိရင်စီဦးဆိုခွန်လို့ပါဒီဟာနားလေပြီးကြပါလို့မြတ်တာလက်ခံပါတယ်ဒီလိုမင်္ဂလာပွဲမြောက်ကြီးအတွက်စီစဉ်ပြီးတဲ့ဘုရားကြီးဘုံကြီးပါစေ အာမင် ဘာတာရွေးဘုံကြီးပါစေ အာမင် ဒီတော့ကျွန်တော်တို့ဒီလိုဒီနေ့အဲ့လိုမျိုးကျွန်တော်ရဲ့သားပါအတွက်ပါရဲ့ဇနီးအတွက်မွေးဖွားပြီးတဲ့အစပါနူနဲ့အဖွားကိုတရားရှင်ကောင်းချီးပေးပါစေလို့သူတို့ပေါ်မှာလည်းအများကြီးကြည်ယူတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ပြီးတော့ဒီမှာလက်ထပ်ပြီးသွားတဲ့ဆရာပါစာနဲ့ကွာအထူးစုကောင်းပြီးတဲ့ဆရာတော်ကအစားအားလုံးဓမ္မမိတ်ဆွေများအားလုံးပါဝင်ပြီးတဲ့ဆရာမတော်တော်အားလုံးပေါ်မှာပြီးတော့ဆရာမဒီကပေါ်မှာလည်းအားလုံးပေါ်မှာအထူးကြည့်တင်မှာရှိပါကြောင်းပြောလိုပါတယ်ပြီးတော့ဒီမင်္ဂလာပွဲတိမြောက်တဲ့ဒီဘုရားကျောင်းကိုသူတို့ကလည်းကျွန်တော်တို့မသိပါဘူးကျွန်တော်တို့ကလည်းသူတို့မသိပါဘူးဒါပေမဲ့ဘုရားသားသမီးတွေဖြစ်တဲ့အတွက်ဘာမှခက်မရှိဘဲနဲ့လူလာတဲ့သုံးခွင့်ပြီးတဲ့ဒီအတင်းတော်ဆရာဓမ္မဆရာအတင်းခေါ်လူကြီးများအားလုံးအပေါ်မှာပဲဖြစ်အတင်းသားတင်းသူအားလုံးအပေါ်မှာလည်းအထူးကြည့်တင်စီပါကြောင်းပြောလိုပါတယ်ပြီးတော့အဲ့လိုမျိုးအခုဒီမှာလာတဲ့လူတွေဆိုရင်တော့တည်လာတော့နည်းနည်းပဲရှိတယ်ဒါပေမဲ့ဘယ်သူမှကျွန်တော်မသိဘူးဒါပေမဲ့ဖခင်ရဲ့သားသမီးတွေတို့ကြောင့်မို့လို့ကျွန်တော်တို့မိသားစုဘယ်ဖြစ်အစတာတို့မိသားစုဘယ်ဖြစ်စစ်ပြီးလာပြီးကြတဲ့အတွက်အဲ့ဒီတော့များပေါ်မှာလည်းအများကြီးကြည်ယူတင်လူပါကြောင်းပြောချင်ပါတယ်ပြီးတော့ဒီနေ့အစီအစဉ်ပွဲပြီးတဲ့အချိန်မှာပရိသတ်အားလုံးအတွက်စားတော့ဖို့ရန်ပြင်ဆင်ထားပါတယ်အဲ့အစားတော့ဘူးတူလူတကူတရားမှမစားဘဲနဲ့လုံးဝမပြန်ပါနဲ့လို့မိသားလက်ခံပါတယ်ပြီးတော့ဒီအစားတော့ပြမြောက်ရတဲ့စီစဉ်ပြီးတဲ့ဥပါလို့အဖွဲလည်းအများကြီးကြည်ယူတင်ပါတယ်ပြီးတော့ဒီမင်္ဂလာပွဲပြမြောက်ရတဲ့အတွက်အစတာကိုကျွန်တော်တို့ကယူအဲ့ဒါနေဖုံးတယ်ပဲပြောတယ်ဒါပေမဲ့ဒီဇာကုမနီအပေါ်တို့လည်းမရဘူမန်တို့ဒီကားဆူအားလုံးတောင်းရန်ပြီးတဲ့အတွက်အများကြီးကြည်ယူတင်ပါတယ်ပြီးတော့ကျွန်တော်တခုပြောချင်တယ်နော်ကျွန်တော်ရဲ့အမေသူတရားပဲချက်တော့တယ်ကြည်ယူပြီးဘူမန်တို့လည်းမရမှတက်ကြပြီးပါပြီးတော့ဘူလုံးတို့လည်းမရရဲ့ဒါတော့ကျွန်တော်ရဲ့အမေရဲ့အမရဲ့တာလို့ပြောရအောင်သူတို့ကရာလူမှာပဲနေနော်ဒီမှာလည်းအများကြီးကြည့်ဦးတင်ပါတယ်သူတို့ရောတောင်းရန်အစတာဘူတောင်းရန်ပြီးတဲ့အတွက်ဘုရောပေါ်မှာလည်းအများကြီးကြည့်ဦးတင်ပါတယ်လို့ပြောချင်ပါတယ်ဘာမှစကားလည်းနဲ့ကုန်သွားပြီကြည့်နေခဏလေးကြည့်လာတော့ဒီမှာတားတဲ့သမီးတော့ဘလောက်ပျော်တော့ဘလောက်ပီတိစီဘာမှလို့ပြောနေကြအာဟာတော့မအင်းနိုင်တော့ဘာလို့လဲလွယ်လာတော့မလဲအားလုံးမင်္ဂလာပါ မင်္ဂလာပါ တော်တော့ဆရာပြသွားတယ်နော်ခုအဝေးရနေ
买到超烫中，对，这马路多少？吃到零点里吧，零点里吧，我这马路，现在民这个看嘛，零点里吧，我没吧，不多些，当多吃吧。比如这马路里面呀，当你没吃不到都要吃的，但是没。ကျမတို့တမီးမွေးမယ်ဆိုရင်ဒီတဲ့အတိုင်းပဲသူပုံမလဲချင်းမလဲဆိုတော့ဒါပေမဲ့ကျမတမီးအတွက်ဟွာမော်ဒယ်အရှင်မီအောင်ခရပြင်ဆင်ပြတဲ့အတွက်ဒီမှာတမီးကြီးနဲ့တမီးလက်အရန်ကြီးတည်ပါတယ်လို့မွေးဖွားပြတဲ့မိဘနှစ်ပါးကိုလည်းအရန်ကြီးတည်ပါတယ်လို့သိတယ်အားလုံးအထူးပဲကြည့်ရုပ်တင်ပါတယ်လို့ပြောချင်တာလူနာပြမ ပါတင်တဲ့ခေါ် အဖေကမြန်မာစကားနဲ့ဆင်းရဲတော့တာကအကုန်လုံးဆင်းရဲသွားတယ်ဘယ်လိုလဲကဘာသာရေးမနေ့ညကလေးကမအိပ်ပဲနဲ့ပြောဖို့တဲ့လို့တမန်လို့စင်သားစာရတော့တရွနေရလားအဲ့ဒါအမေတို့ကအကုန်လုံးပြောပြီးဆိုတော့ပြောဖို့တော့မချန်တော့ဘူးဒါပေမဲ့အစကပြောရဲထပ်ပြောလိုက်ပါတဲ့ပြောရဲဆိုရင်လည်းအဘအများကြီးပေးမယ်ကြာခဲ့ရင်ငါလည်းပြေးပါလို့ကြာနေတဲ့အဘအများကြီးပြေးနေဆိုတော့ရှိုးစွာဒီဘွဲကိုခဏလေးကျွန်တော်ဝယ်ဦးမယ်ပြောပါလားရှိတဲ့ဆိုရင်လည်းခုနပေးပါခုနဒီမှာတော့လည်းဟိုရောက်ဒီရောက်ဖြစ်နေတော့တိတ်ပြီးတော့စင်းရဲတဲ့ကလေးလေးပါအဆောက်အဦဒီမေဂါဆမ်ပွဲခန်းခန်းလာနဲ့အဖေမပေးရဖျားတဲ့ခုံကိုကျေးဇူးတင်တယ်ခုနကဆုံးပြီးတော့ကျွန်တော်ရဲ့ချက်ကိုជីဖြူနဲ့လက်ခံပေးရုံကြည့်ပေးရဲ့အက်စတာဒါမှမဟုတ်တာရဲ့ဇနီးပါနော်အဲ့ဒါမိသားစုကိုလည်းအရင်ကြည့်တင်တယ်အတော်အားလုံးကိုလည်းကြည့်တင်တယ်လို့ပြောချင်တယ်အက်စတာတာရဲ့ဇနီးကိုဒီဒီအော်ရကောင်းနဲ့သူ့ရဲ့စံဖပရိသတ်ရဲ့ကြည့်တင်တယ်ပြီးတော့ခုလေးတူပဲတိုင်းရဲ့အပြင်လေးကိုလည်းကြည့်နေတယ်သူတို့တောင်းနေတာကိုလည်းဒီရချီဒီရကောင်းနဲ့နော်ជីရှုကျွေးမွေးပြီးတော့ဒါရဲ့လူရဲ့စနာကိုဖြစ်စေပေးဖို့နော်ဘိုးခရီးဝဲကနေရောက်လာပြီးရတဲ့ရန်ချီတဲ့နဲ့အဖေအကူကိုလည်းရန်ချီတဲ့နဲ့အကူနဲ့တော့မမပါနော်အကူလည်းချီတဲ့နဲ့ပြီးတော့ဒီမှာမရောက်လာနိုင်တဲ့ကျွန်တော်ဒီလေးကိုလည်းရန်ချီတဲ့နဲ့လို့ဒီကနေ့ပြောချင်တယ်ပြီးတော့ခုနအမေတို့လည်းပြောသွားပြီးဖြစ်ပေမဲ့တာကူရိုင်းကလည်းထပ်ပြီးတော့ပြောချင်သေးတယ်အချိန်ပေးပြီးတော့ပေါ့နော်ဒါကိုလည်းထပ်ပြီးရဲ့ဆရာဖာစဟောကိုလည်းကြည့်တဲ့နဲ့ဒီဘွဲမှာပါဝင်တဲ့ဆရာမများအားလုံးကိုလည်းညာကြည့်တဲ့နဲ့ပြောချင်တယ်ပြီးတော့ဒီဘွဲမှာပါဝင်ကြတဲ့ဆင်ပြီးရဲ့ decoration အစား dress ကအစား makeup အစား media ဓာတ်ပုံ video camera အစားတော့ပြီးတော့အနောက်မှာထိုင်နေကြတဲ့
အရာတွေအားလုံးကိုလည်းကြည့်ရတဲ့နဲ့သူတို့လည်းအရင်ပြင်ပမှာဆိုတာဆက်လည်းအရင်နားတယ်နော်ပြဖို့တော့ရှိတယ်ဒါပေမဲ့အခုဒီတော့ပြောတာကအကွာအများကြီးရောက်နေလို့နောက်လေးဒီဆိုတော့အဆဆရာတို့အားလုံးကြည့်တဲ့နဲ့ပြီးတော့ကလေးကနေရောက်လာတဲ့အမျိုးတွေအားလုံးကိုလည်းကြည့်ရတဲ့နဲ့ပြီးတော့အနီနာအကိုကြီးမောင်နှမများအားလုံးကိုလည်းကြည့်ရတဲ့နဲ့လို့ဒီကနေပြောချင်တယ်ပြောမှဆိုမှရှိခဲ့တော့ကိုလိုပေးပါကြည့်ရတဲ့ထိုက်တဲ့သူတွေအားလုံးကိုလည်းကြည့်ရတဲ့နဲ့လို့ဒီကနေပဲကြည့်ရတဲ့ချင်ပါတယ်အာမင်ကျေးဇူးတင်ပါတယ်နံပါတ်3မိဘများနဲ့မင်္ဂလာဇနီးမောင်နှံပြည့်စုံစွာနဲ့ကျေးဇူးတင်စကားပြောကြားပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ခုချိန်မှာတော့မိသားစုမှပြင်ဆင်ပေးသောအစားအသောက်တဲ့ကျေးဇူးတော်ချီးမွမ်းပေးဖို့ရန် Reverend Ruth Timkan ကိုဖိတ်ခေါ်ပါတယ်သက်ရှိ၍ကောင်းမြတ်သောဖာမင်္ဂလာရှိသောနေ့ရက်အတွက်ကျေးဇူးတင်တယ်အာမင်ဘုရားသခင်ကကိုရောချစ်တဲ့သားပေါင်းနဲ့ရက်စာအဖြစ်ဖျားချစ်သောစိတ်နှလုံးသားဒီနေ့ငါရောက်ကြတော့ဓမ္မမိတ်ဆွေနှစ်ဖက်သောမိဘအတင်းတော်အတီးတီးနဲ့ဒီနေ့တာသမီတို့ကိုမေတ္တာပြကျွေးမွေးရဲ့အစားအစာတွေကျေးဇူးတင်ပါတယ်သူတို့မိသားစုပေါ်မှာအိမ်ထောင်တစ်ပေါ်မှာခန္ဓာစိတ်ဝိညာဉ်တို့အမှုပြန်လည်ဖြစ်စီပြီးတော်မူပါစားသုံးတဲ့ခါမှာတည်တည်အတွက်ခန္ဓာအတွက်လိုအပ်သောကျန်းမာခြင်းဖြစ်စေရဲ့ဒီစားစာအတွက်ကျေးဇူးတော်ကိုချီးမွမ်းတဲ့အခါမှာအသက်ရှင်တော်မူသောယေရှုခရစ်တော်၏နာမကိုသာအမိတူရဲ့အတူတကွချီးမွမ်းစားသုံးပါ၏ဖတ်မြတ်စွာသောဘုရားသခင်အာမင်ကျမတို့အားလုံးမတည့်ရက်လဲဓမ္မသချင်းအိမ်ထောင်မှာမေတ္တာကျူကျမတို့တည်ဆိုမယ်တည်ဆိုပြီးတဲ့နောက်မှာဆရာတော်ကြီး Reverend Dr. Paul တလုံးရဲ့ကောင်းကြီးပေးခြင်းအဖြစ်မင်္ဂလာအစီအစဉ်ပြီးဆုံးသွားမှာဖြစ်ပါတယ်အဖခမဲတော်ရဲ့မကုံမဆုံးနိုင်သောချစ်ချင်းမေတ္တာတော်သာတော်ယေရှုခရစ်တော်ဖျား၏လက်ဝါးကားနိုင်ပေါ်၌အသွေးအသားနဲ့ရင်းလျက်ပြုတော်မူသောကယ်တင်ခြင်းဆုကျေးဇူးတော်နှင့်တရှင်တော်ဝိညာဉ်တော်ဖျား၏လမ်းပြပို့ဆောင်သွန်သင်အတူပါရှိခြင်းတို့သည်ထာဝရဘုရားသခင်ရှိပရိသတ်တို့ရှိမှောက်၌ဂတိသစ္စာကိုခံယူလျက်လက်ထမင်္ဂလာဆောင်နှင်းခြင်းအခွင့်ကိုပြုကြသောသမီးအစတာနဲ့ကိုပေါပေါတို့ပေါ်၌တလကောင်းမိဘနှစ်ပါးဖြစ်ကြသောသူတို့သားသူတို့သမီးဖက်မှတလကောင်းကြွရောက်လာကြသောဓမ္မမိတ်ဆွေညီကိုမောင်နှမများအားလုံးနဲ့တလကောင်းယနေ့ရဝဲမှရှိကြသောမိဘဆွေမျိုးတိုင်းဝဲများမိသင်္ကာများရောင်ရင်များအားလုံးတို့ပေါ်၌လူတို့ကြံစည်မဖြစ်နိုင်သောဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းပျော်ရွှင်ခြင်းနဲ့ကြမ်းမာခြင်းအောင်မြင်ခြင်းစုကျေးဇူးပေါင်းတို့သည်ယခုမှစ၍ကပ်ကဘာကုံဆုံးသည့်တိုင်အောင်ကာလအစဉ်အမြဲတက်ရောက်လျက်တည်ရှိတည်နေပါစေသောအာမင်So nervous, I couldn't speak.
In that very moment, I found the one, and my life had found its missing piece. So as long as I live, I love you, will have and hold you. You look so beautiful in white, and from now to my very last breath, this day I'll cherish. You look so beautiful in white tonight. What we have is timeless, my love is endless, and with this ring I say to the world, you're my every reason, you're all that I believe in. With all my heart I mean every word. So as long as I live, I love you, will have and hold you. You look so beautiful in white, and from now to my very last breath, this day I'll cherish. You look so beautiful in white tonight. Oh, you look so beautiful in white. So beautiful in white tonight. And if a daughter is what our future holds, I hope she has your eyes, finds love like you and I did. Yeah, but when she falls in love